လောက်ကင်နေတဲ့လုပ်ငန်းတွေမတော်တဆဆုံးရှုံးမှုတွေမရရှိခြင်းမူကိုလိုတဲ့လုပ်ငန်းတွေကကြီးထွားလာပြီးနည်းနည်းလေးတောင်မှအတင်းဆုံးမခံနိုင်ဘူးအဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့သူတွေအတွက်ဒီနေ့ကအရန်ကုန်မှာကြိုရှိတဲ့နေ့လေးဖြစ်တယ်။တစ်ချက်မေးပြခင်နံပါတ်မာစတာတယောက်ဖြစ်ပါတယ်။ချစ်ရတော့ချစ်မိတ်ဆွေတို့ရဲ့ဘဝကိုဖုန်းနံပါတ်တစ်လုံးပြောင်းလဲသုံးစွဲလိုက်တဲ့အခါမှာအော်ထူချရတဲ့ဘဝတစ်ခုကိုပြောင်းလဲနိုင်စွမ်းအားရှိတယ်ဆိုတာကိုခဏခဏပြောပြရင်လည်းလက်တွေ့ပြုပြင်ပြောင်းလဲပေးနေတဲ့တထေးပေါင်းများစွာကိုမွေးထုတ်ပေးနေတဲ့တစ်ချက်မေးပြခင်ဖြစ်ပါတယ်။ချစ်ရတော့ချစ်မိတ်ဆွေတို့လုပ်ငန်းတစ်ခုလုပ်တယ်ဆိုလို့ရှင်ကြီးတာပဲဖြစ်ဖြစ်သေးတာပဲဖြစ်ဖြစ်သူမအဆုံးရှုံးမခံနိုင်ဘူးဆိုတာတစ်ချက်ကိုတွေ့ပါပဲဒါဆိုလို့ရှိရင်ချစ်ရတော့ချစ်မိတ်ဆွေတွေနေနဲ့လုပ်ငန်းတစ်ခုကသေးတယ်ဆိုလို့ရှိရင်ထိခိုက်တာခံနိုင်သေးပေမဲ့ဒီသေးသေးလေးကနေပြီးတော့စလိုက်တဲ့လုပ်ငန်းကြီးတစ်ခုကချစ်ရတော့ချစ်မိတ်ဆွေတို့ရဲ့ဘဝကကြီးမွားလာပြီးတော့နည်းနည်းလေးတင်ဆောင်ခံနိုင်တာနဲ့ဘဝတစ်ခုပြတ်သွားလောက်အောင်ထိကြီးမားတဲ့လုပ်ငန်းဖြစ်နေပြီဆိုလို့ရှိရင်တော့ချစ်ရတော့ချစ်မိတ်ဆွေတို့ကိုင်ဆောင်နေသောဖုန်းနံပါတ်မှာကိုယ့်ရဲ့မွေးနေ့မွေးနံနဲ့တိုက်ဆိုင်ပြီးတော့0895ဆိုတဲ့အတွဲလေးပါတဲ့ဖုန်းနံပါတ်ဘရင်တစ်ခုကိုတော့ထည့်သုံးမှာဖြစ်တော့မယ်။အဲ့ဒီ0895ဆိုတဲ့ဖုန်းနံပါတ်ကခက်ခဲပါတယ်ကြက်တဲပါတယ်ဘယ်လိုမျိုးအကြောင်းတရားတွေပဲကြီးစိုးနေပါတယ်ဆိုတဲ့အချိန်ကာလမျိုးမှာသူကဖောက်ထွက်နိုင်စွမ်းအောင်ပါဝါတွေမြင့်တဲ့ကိုယ့်ကိုအကူအညီပေးမဲ့သူတွေကိုယ့်စီကိုအလိုလျောက်ရရှိလာတဲ့ဆိုတဲ့စွမ်းအားပါဝါတွေရှိတဲ့အတွက်သူကနံပါတ်1ကလေးလို့ကျမတို့ရဲ့နံပါတ်လောကမှာပြောကြတယ်။ဒါကြောင့်ချစ်ရတော့ချစ်မဲ့ဆွေတို့ကလုပ်ငန်းကအရန်ကိုမှကြီးနေပြီးငါအတိတ်အဆောင်မခံနိုင်ဘူးအပေါ်ပဲ့မခံနိုင်ဘူးဆိုတဲ့သူတွေကတကယ်တက်ကြွနားလဲတဲ့ဆရာတွေနဲ့ဖြစ်စီတချမ်းမေဖြူခင်နဲ့ဖြစ်စီလာရောက်ဆက်သွယ်ပြီးတော့ကျွန်တော်မရဲ့လုပ်ငန်းကတော့လုံးဝအဆုံးရှုံးမခံနိုင်ဘူးအပေါ်ပဲ့လည်းမခံနိုင်ဘူးအထိခိုက်လည်းမခံနိုင်ဘူးဆိုတဲ့တထဲမင်းတွေကကြတော့ကိုယ့်ရဲ့မွေးနေ့မွေးနံနဲ့တိုက်ဆိုင်ပြီးဒီနံပါတ်လေးကိုစအောင်လာပြီးတော့ယူလှည့်ပါနော်အားလုံးအတွက်ချမ်းသာခြင်းကထိုက်တန်တယ်ဆိုပေမဲ့ချမ်းသာခြင်းကိုတကယ်ကိုမှပိတ်ဆောင်တဲ့သူတွေသာချမ်းသာခြင်းလမ်းကြောင်းပေါ်ကိုရရှိမှာဖြစ်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကိုပြောရင်းနဲ့တကယ်တမ်းဘဝရဲ့အမြင့်မားဆုံးသောဘဝရဲ့အကောင်းဆုံးသောဘဝတစ်ခုကိုတည်ထောင်ရတယ်ဆိုတာကအချိန်တွေအများကြီးပေးရတယ်လက်ကျသွားဖို့ဆိုတာအချိန်ကမိနစ်ပိုင်းစက္ကန့်ပိုင်းရက်လခဏလေးတွင်မှပြုတ်ကျသွားနိုင်တာဖြစ်တဲ့အတွက်ဒီလိုကာလကြီးမှာလုပ်ငန်းတစ်ခုကိုကောင်းကောင်းမွန်မွန်ရပ်တည်ခြင်းနဲ့နောက်မြင်ကောင်းနဲ့မပြတ်မစီဆုံးရှုံးမခံမဲနဲ့မြင့်တဲ့မြင့်ကိုသာသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ခုနကတစ်ချက်ပြောတဲ့ဖုန်းနံပါတ်လေးကိုချစ်ရတော့ချစ်မိတ်ဆွေတို့ရအောင်ဆောင်ကျင်းကြပါလို့ပြောရင်းနဲ့ဒီ channel ဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်39989196နဲ့396 Messenger ပိုက်ပါဖြစ်စေ3999 935455